မင်္ဂလာပါပို့တဲ့ဝတ်စုံဖြစ်ပါဝတ်ဆင်လို့ရတဲ့ဒီပိုးထည်လေးကိုပြပေးချင်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ခြီတက်ပြီးတော့မှပိုးဖောက်ထားတဲ့ခရီးအပီကွမ်းဆက်ပါရှင်သူ့မှာကလုံကြီး4000တထွာကွင်းလုံကြီးမှာကြတော့4000နဲ့တထွာထည့်ပေးရတယ်ရှင်အလှကိုပြီးတော့အင်ကြီးကြတော့တကိုက်ပါရှင်ဒါဆိုလို့ရှိရင်3ကိုက်နဲ့တထွာပါပါမယ်ရှင်ဒီကဆိုလို့ရှိရင်ပြီးတော့မှပိုးဝါပါပါမှာပဲပိုးဝါအကြီးပါပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ဘဝအကြီးလေးပါထည့်ပေးထားပါတယ်ဒါလေးဆိုလို့ရှိရင်3,900နဲ့6,000ပါရှင်ဒီဝက်ဆက်လေးဆိုလို့ရှိရင်သူကထထဝဝလေးဝတ်ဆင်လို့ရတဲ့အနေထားပါရှင်သူကပိုးဖောက်ထားတဲ့အတွက်ကောဒါလေးဆိုလို့ရှိရင်ကလာ၄ရောင်ရပါမယ်ရှင်ဒီရောင်လေးရောင်ရင်ဒါကျေးဥစိန်လေးပေါ့နော်ဒါလေးကငှက်ခါးစိန်ငှက်ခါးပြလို့လေးလဲခေါ်ပါမယ်ဒါဒီရောင်လေးကြတော့အပြင်ရောင်နဲ့နည်းနည်းလေးပဲဝယ်ဖြစ်တယ်ရှင်အပြင်မှာပို့ပြီးတော့မှညင်မယ်ဒါလေးဆိုလို့ရှိရင်လုံကြီးက4000တထွာကွယ်အင်ကြီးကတော့တကိုက်ပါရှင်အလုံး3ကိုက်နဲ့တထွာပါပါမယ်ရှင်သူကဘဝအကြီးလေးလေးထည့်ပေးထားပါတယ်ဒီဟာလေးဒီခရီးဝင်လေးတွေကခရီးဝင်ဆင်လေးတွေကသူကအင်ကြီးချုပ်တဲ့ပုံမှာမူတည်တယ်ဟိုအင်ကြီးကိုဆန်းဆန်းလေးချုပ်မယ်ဆိုလို့ရှိရင်လည်းကိုကဒီဇိုင်းလေးကဆန်းဝေးလို့ရပါတယ်ရှင်ဒီအထည်လေးတွေကိုဒီပေါ်ဝါလေးပေါ့နော်ပေါ်ဝါလေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီအတွင်းဘက်လေးကိုပေါ့နော်ကော်ပီလေးခံပြီးမှအသုံးပြုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကအတွင်းမှာခြီလေးတွေပါတယ်ပေါ့နော်အပြင်ကအပွင့်လေးတွေဒီလိုအပွင့်လေးတွေရဖို့အတွက်ကောဒီမှာအတွင်းမှာခြီလေးတွေကဒီလိုလေးတွေတော့အနေငယ်များပါတယ်ဒါဆိုတော့ဒီဟာလေးတွေကိုကော်ပီလေးကတ်ထားလို့ရှိရင်တော့သုံးလို့အဆင်ပြေပါတယ်ရှင်ဒီဟာလေးကငှက်ခါးပြားလေးဒါလေးကကြောက်စိမ့်ပါရှင်ကြောက်စိမ့်လေးအယောင်တက်တော့လေးကြိုက်တဲ့လူတွေဆိုရင်ဒီကြောက်စိမ့်လေးကိုရွေးချယ်ပါရှင်တော့ပိုဝါလေးကလည်းအနေတော်လေးထည့်ပေးထားပါတယ်ရှင်ပိုဝါလည်းရှိပါပါတယ်ဒါလည်း4000နဲ့တထွာလူကြီးမှာ4000နဲ့တထွာအင်ကြီးမှာတကိုက်ပါရှင်အင်ကြီးပြောင်းအင်ကြီးလေးကတော့ပြောင်းတာလေးပါရှင်ဒါလေးကတော့ချောကလက်ရောင်ဒီထည်လေးတွေကိုမှာယူလိုပါကဗိုက်ဘတ်နံပါတ်3992668899မှာဆက်သွဲမှာရရှိနိုင်ပါတယ်ရှင်အင်းရောက်ငွေချစ်စနစ်နဲ့ပို့ပေးပါတယ်ရှင်ကဲလို့စိုက်မှလာဝယ်မယ်ဆိုလို့ရှိရင်လည်းအမှတ်144စက္ကန့်နဲ့ကြောက်တန်းမြို့နယ်ရန်ကုန်မြို့မှာလာရောက်ဝယ်ယူရရှိနိုင်ပါတယ်ရှင်ဒီရိုးထည်လေးတွေကတော့ဝင်းဆက်လေးတွေဆိုလို့ရှိရင်